你那边也快好久了。Sibu ke saywa lukuduma ikitele bioglo. Shiuzwa Shabiki Jiglo Chima Mare, Madikajan on Yaura, second Romo. But I'm not a culture of that. So do you pray it? That to get a cup. The joke, not the joke, Tapian. So Gunaga Atisha, no other way, but I'm not a culture of Message be like a shipus or chin and the original pig. But I'm not a culture of Message. Then I could call it all. ကျွန်တော်ပါမစိတ်ကိုပြီးကြည့်မယ်ဆိုတော့ခုနကကျွန်တော်တို့မှဆရာမစာစီဖို့ဖတ်သွားတဲ့ဒီရှင်မာကုအခန်းကြီး9အငယ်21ကနေ24နော်တစ်ချက်နောက်တစ်ချက်ကရှင်မာကုအခန်းကြီး9ပဲအငယ်35ကနေ43အထိဒါပေမဲ့အကြောင်းအရာလာတစ်ခုတည်းပဲသွားတယ်နော်ဆိုအဲ့ဒီထဲမှာအချုပ်ကကျွန်တော်ကအဓိကခေါင်းစဉ်ကကျွန်တော်ဘာကိုပြောကြည့်လဲဆိုတော့မကြောက်နဲ့နော်မကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုသေးတာရှိစေလို့ဆိုဒီကျမ်းပိုက်ကအမိတ်တန်နဲ့ပြောတဲ့ကျမ်းပိုက်နော်သဘောယူဖူဖြောင်းနော်မယ်လို့ကျွန်တော်စကားပြောနေတဲ့ပုံစံမျိုးမဟုတ်ဘူးဒါအမိတ်တန်နဲ့လာတဲ့စကားတဲ့မကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုတည်းသာရှိစေလို့ဆိုယုံကြည်ခြင်းလို့ကျွန်တော်ပြောလိုက်ကမှတစ်ခုတည်းပဲလေယုံနေကွာယုံနေကွာပါယုံနေရှောင်ရမယ်လူကိုယ်တိုင်လည်းလှုပ်ဆောင်ဆိုကျွန်တော်မပြောခင်မှာခုနကကျွန်တော်ထိုင်ကျွန်တော်စဉ်းစားနေအများကြီးကျွန်တော် message ပေးနေရှိတယ်နော်ချောင်းပြမှာလည်းကျွန်တော် message ပေးအများရှိတယ်ချုပ်ကတော့အိမ်ငိုက်တာလည်းရှိမှာပေါ့အိမ်ငိုက်ရင်တိတ်အဆင်မပြေဘူးလို့ဘာလို့ကျွန်တော်တို့ message ပေးတဲ့လူတွေလည်းတိတ်ကသူများအိမ်ငိုက်လို့ရှိကိုလည်းတိတ်အားမရဘူးဆိုကျွန်တော်ဗာပြန်တတိယလေဆိုဆရာတယောက်ကသူကရေးထားတဲ့စာလေးဖျားတိတဲ့တင်ကတင်ဗမာအိမ်ကြီးလေဖျားတိတဲ့တင်ဆိုတာကျွန်တော်တို့အရောက်စီတိုင်းကိုပြောရင်နော်အရောက်စီတိုင်းတင်ဗမာအိမ်ကြီးလေဆိုယောနာခန်းကြီးတိငယ်9မှာကသူပေါ်ပြတဲ့ကထိုးခါကြောက်ရွံ့တဲ့အတီးတီးမိမိတို့ဖျားကိုပေါ်ညှိကြနော်ယောနာယူကတင်မောဝမ်းတဲ့ကိုစီးအိတ်ပြောလေးပြီအော်ဒီလောက်မုံတိုင်းတိုက်ဒီကလည်းမြုပ်တော့မယ်သေတော့မယ်ဟာယောနာကပြီးအောင်ပါကိုပြောချင်တဲ့ဟာကဒီနေ့ကျွန်တော်ဒီနေ့လေတက်လာတဲ့ယုံကြည်ကိုရောက်စီတိုင်းကကျွန်တော်ကဆာလောင်မှုနဲ့ကျွန်တော်တို့ကဖျားကြီးကိုလာရင်ဟုတ်လားအလကားကြီးကြီးဘာအဲ့လိုမျိုးစံဒီဆိုရင်ငါတို့ဖျားကြောင်တက်ရမယ်ဟုတ်လားတဲဝင်တရားအနေနဲ့ကျွန်တော်တို့လာဆာလောင်မှုနဲ့ကျွန်တော်တို့ကဖျားကြီးကိုကျွန်တော်တို့လာဟုတ်လားဆိုလာကျွန်တော်ကနှလုံးသားတကားကိုဖွင့်ပြီးတော့မှဆရာပြည့်မဲ့ message ကဘာကိုပြောချင်လဲကျွန်တော်တို့အသက်တက်ကသူကဘာကိုပြောချင်လဲဆိုတဲ့အရာကိုကျွန်တော်ကပြန်စဉ်းစားတယ်ကိုကြီးအနေနဲ့လာတယ်ကွာဖျားချောင်းတိတ်လိုက်တယ်ဟုတ်လားဖျားချောင်းတိတ်လိုက်တယ်အများကြီးကျွန်တော်တွေ့ရတယ်ပြကဖုန်းကိုနော်တိတ်လိုက်တယ်ဖုန်းကြီးလည်းတိတ်လိုက်တယ် live ပေါ်တိတ်လိုက်တယ်နော်ဆိုတော့ပြောချင်တာကကျွန်တော်ကဆာလောင်မှုနဲ့လာတာအရေးကြီးခုနကယောနကတော့ဒုက္ခနုံနေနေတဲ့အချိန်မှာကသူကအိပ်ပျော်လိုက်ပြီသူများတွေကတော့သူများယုံကြည်တဲ့ဖခင်ဟလာသူတို့ပါသူတရားသူခေါ်တယ်တရားသူကအိပ်နေတယ်ဆိုရင်ဒီကျွန်တော်ယုံကြည်သူအယောက်စီတိုင်းရဲ့အသက်တာမှာကျွန်တော်ဖခင်ရဲ့ဗိမာန်တော်အရေးအာဝါဒရောက်ချက်ပြအခါမှာကျွန်တော်ကတရား
ဆရာပေးလိုက်တဲ့ဒီ message တရားကသူကဘာကိုပြောခြင်းလဲတော့ကျွန်တော်အသက်တာနဲ့ဘယ်လိုမျိုးဆက်ဆက်မှုရှိလဲနော်ဆိုရင်ကြောင့်ကျွန်တော်ကယူဖို့အတွက်ကျွန်တော်လာဟုတ်လားကိုတန်တရားအနေနဲ့ကျွန်တော်လာမယ်ဆိုလို့ရှိရင်နားထောင်ကြည့်လဲထောက်ပါပဲဟုတ်လားအိမ်ငိုက်ချင်လဲကျွန်တော်အိမ်ငိုက်ပါပဲစိတ်ပါလဲပါမပါရင်မပါဘူးကွာဒါကတန်တရားအနေနဲ့ကျွန်တော်လာတကယ်စိတ်အားတက်တယ်ပြီးတော့မှဒီ spiritual line မှာကျွန်တော်အပြည့်အဝကျွန်တော်ခံယူမယ်ဝိညာဉ်စာကျွန်တော်ယူမယ်မရရအောင်တခုတော့ယူမယ်ခုနကအတီးပြောသွားတဲ့ပုံစံကြီးဆရာပြောသွားတဲ့ပုံတခုတော့ကျွန်တော်ရအောင်ယူလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အတွက်မှာပွားရမယ်ဆိုတော့ခုနကကျွန်တော်ပြောလိုက်တဲ့ခေါင်းစဉ်ကတော့မကြောက်နဲ့တဲ့ယုံကြည်ခြင်းစိတ်တစ်ခုတည်းသာရှိစီလို့ဆိုတာကသခင်ယေရှုခရစ်တော်ကသူ့ရဲ့တပြည့်သူ့ရဲ့ယုံကြည်သူသားသမီးတွေကိုသူကပြောတာအမိန့်တန်နဲ့သူကပြောနေဆိုတော့ဒီကနေ့ကျွန်တော်ဖြစ်ပေါ်နေတဲ့အရာဖြစ်ပြနေတဲ့အရာတွေအမှန်တန်ခက်ခဲတယ်တိတ်ကိုခဲတော့နေရာပိုမူလောက်ကိုခဲတယ်အရင်ခက်ခဲတယ်နော်နည်းနည်းမို့အများကြီးခက်ခဲတယ်ဒါပေမဲ့ဒီလိုပြင်းနေတဲ့ဒီကကြီးထဲမှာကျွန်တော်တို့ငတ်ပလားလို့လိုက်ငတ်ဘူးနော်သူများဟင်းတော့တစ်ပတ်ဆိုင်ကျွန်တော်တို့ဘယ်ရတာကျွန်တော်တို့မသိ blessing ကိုသူလားအကြီးကကျွန်တော်တို့ကလူနဲ့ဖျားနဲ့ကျွန်တော်တို့အမြဲတမ်းစကားပြောဖို့အရင်ကြီးကြီးပါတယ်ဆိုတော့ခုနကခေါင်းစဉ်မကြောက်နဲ့ယုံကြည်ခြင်းနော်စိတ်တစ်ခုတည်းသာရှိစီလို့ဆိုတဲ့အခါမှာယေရှုရှိတဲ့နေရာမှာတဲ့နော်အဲ့တမန်ကျမ်းစာမှာကျွန်တော်ဖတ်လိုက်တဲ့အခါမှာယေရှုရှိတဲ့နေရာမှာသူအပေါင်းကဇာရောက်တယ်အများကြီးတယ်စုဝေးကြဆိုမေကုတ်ခုကျွန်တော်ထောက်ပြနေတာကသူတို့ဘာဖြစ်လို့အဲ့ဒီယေရှုရှိတဲ့နေရာကိုရောက်လာလဲနော်အခုကျွန်တော်တို့ရောက်ရှိလာတဲ့ပုံစံဘာဖြစ်လို့ကျွန်မဗိမာန်တော်ဖျားရဲ့ဗိမာန်တော်ထဲမှာရောက်လာလဲလားဝိညာဉ်ခွန်အားရဖို့အတွက်လာပြီးတော့မှစားသုံးဖို့အတွက်ကျွန်တော်တို့ရောက်ရှိလာတာပေါ့ဟုတ်လားဆိုတော့ယေရှုရှိတဲ့နေရာမှာလည်းဂျီတူတွေကလည်းလာပြီးတော့ဆုကြတယ်ဆိုတော့သူတို့ခံစားနေရတဲ့ဘဝဒုက္ခပြဿနာတွေပြည်ဖို့အတွက်ဖြေပြောက်ဖို့အတွက်အရာအနာရောဂါငြိမ်းဖို့အတွက်ဘဝမှာကျွန်တော်အောင်းနောက်နဲ့စဉ်းစားလို့မရနိုင်တဲ့အရာတွေနော်ဆင်းရဲကြက်တဲမှုဘေးကနေကျွန်တော်လုံမြောက်ဖို့အတွက်ဖြည့်ရှင်းဖို့အတွက်အဲ့ဒီလူတွေကယေရှုထံကိုရောက်လာနော်ရောက်လာတောင်းနေချီယူဖို့ဖြစ်ရှိတယ်ဆိုတော့နှုတ်ကပတ်ထဲမှာကျွန်တော်နှုတ်ကပတ်တော်ထဲမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒါဝိတ်ထဲမှာကျွန်တော်လူတွေစုယုံလာကြတယ်နော်ဆိုတော့ဘယ်လိုလူတွေစုလာကြတယ်ဆိုတော့စိတ်ရည်တဲ့လူရှိဟုတ်လားစိတ်ရည်တဲ့လူရှိတယ်အကျွေးတင်တဲ့လူရှိတယ်နော်စီးပွားရေးအဆင်မပြေလို့အကျွေးတွေတင်ရှိတယ်ဒုက္ခရောက်တဲ့လူတွေရှိတယ်အမျိုးစုံပေါ့နော်ကျွန်တော်မပေါ်ပြနိုင်လို့ပြရတယ်ခံစားနေတယ်ဆိုတော့ဒီလူတွေကဒါဝုထံကိုလာကြတယ်ဒီလူပဲယေရှုခရစ်တော်ထံမှာလေလာရဆိုတဲ့လူတွေကလည်းတကယ်စိတ်နှလုံးတွန်းလောင်းပြီးတော့မှရောက်ရှိလာတဲ့လူဖြစ်တယ်အဲ့ဒီပုံကိုယ်တွေကသူတို့ရဲ့ဘဝမှာဒုက္ခပြဿနာကြုံတွေ့နေရတဲ့လူတွေနော်အနာယောဂခံစားနေရတဲ့လူတွေသေမှုမျောပါယောဂဝေဒနာကိုခံစားနေရတဲ့လူတွေသခင်ယေရှုထံကိုသူတို့ရောက်လာတယ်သို့တော်လူကတော့ရောက်တယ်ဒါပေမဲ့စိတ်ကတော့ရောက်တော့မသိဘူးเนาะအခုကျွန်တော်တို့ရောက်ရှိလာတဲ့ဒီဗိမာန်တော်ချက်ကပုံစံမနေ့ကကျွန်တော်ပြောသလိုတန်ဝန်တရားအနေနဲ့ကျွန်တော်တို့ရောက်လာတာဘုမဟုတ်တကယ်စိတ်နှလုံးအကျွင်းမဲ့နဲ့ကျွန်တော်တို့ရောက်လာတာလားဆိုတဲ့အရာယေရှုခရစ်တော်လာတဲ့လူတို့အများကြီးပဲ
ဒါပေမဲ့တကယ်နှလုံးသားနဲ့ရောက်လာရှိသလိုသခင်ယေရှုခရစ်တော်ခဏကိုချင်လို့တွေးချင်လို့ရောက်လာတဲ့လူတွေရှိပါတယ်နော်တချို့ကမုတ်စားချင်လို့ခမင်းစားချင်လို့ရောက်လာတဲ့လူတွေရှိတယ်အမျိုးမျိုးပေါ့နံပါတ်1ချက်ကျွန်တော်တို့ပြောမယ်အဓိကခုနကရှမာကုခရစ်မခန်းကြီးငါအဲ့ဒီကျမ်းထဲမှာကျွန်တော်ပြန်ဖတ်လိုက်တဲ့အခါမှာအဓိကသရုပ်ဆောင်ကယာယုဆိုတဲ့အမျိုးသားအကြောင်းပဲဖြစ်တယ်။ဒါကြောင့်နံပါတ်1မှာယာယုရဲ့ယုံကြည်ခြင်းကျွန်တော်ဆက်သွားမယ်။ယာယုရဲ့ယုံကြည်ခြင်းဆိုတော့ဒီကနေ့ကျွန်တော်ဘဝအသက်တာမှာတကယ်ပဲဒုက္ခပြဿနာနဲ့ကြီးကြီးမားမားနေဆိုင်ရတဲ့အခါမှာရှိဥစွာအနေနဲ့ကျွန်တော်ဒုရှိဘဝလေတချို့ကတော့ယေရှုထက်ဖခင်နဲ့ဓာတ်ရိုက်စကားပြောခွင့်မရှိတချို့ကတော့ဖခင်နဲ့တော့ဓာတ်ရိုက်မပြောဘူးဟုတ်လားအချင်းချင်းတယောက်နဲ့တယောက်သွားပြီးတော့သူတို့ဖြည့်ရှင်းတာရှိအမျိုးမျိုးပေါ့များသောအားဖြင့်ကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာတော့ယေရှုနောက်ကိုလိုက်တဲ့လူတွေကအဲ့ဒီစုဝေးနေတဲ့လူတွေအများကြီးကအဲ့ဒီမကျမ်းမာတဲ့လူတွေကများပေါ်ဦးတစုတကလေးနေမကောင်းထိုင်မကောင်းမကျမ်းမာတဲ့လူတွေကများတယ်ဆိုတော့ဘဝပြဿနာကျွန်တော်ကြုံတွေ့နေရတဲ့အခါဆင်းရဲဒုက္ခကြုံတွေ့နေရတဲ့အခါဘဝမှာမျောလင်းခြင်းမဲ့တဲ့တော့ဘာကိုမျောလင်းခြင်းမရှိတော့ဘူးဆိုတဲ့လူတွေအများအားဖြင့်ကျွန်တော်တို့တကယ်ရှုခစ်တော်ကိုပွားတဲ့လူတွေကအများကြီးဆင်းရဲတဲ့လူတွေကများတယ်ပညာနဲ့ပါတယ်အတိတ်တရားနဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကဖျားကိုရှာတယ်အဝတိဟုကစားရွာဖျားကိုသူရှာတယ်ပြောချင်တာကဖျားကိုသူတို့ကရှာတဲ့အခါမှာဖျားလည်းသူတို့ပြန်ရှာတယ်အဲ့ဒီအချိန်မှာအချစ်ဆက်ကမိသွားတယ်နော်ဖျားတော့ချောင်းရှာရှောင်းသွားမယ်ဆိုရင်အဲ့ဒီအချစ်ဆက်ကမိချင်မှမိနော်မိချင်မှမိဆိုကြတဲ့ကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီလိုဆင်းရဲသားပညာမတတ်တဲ့လူဒုက္ခရောက်တဲ့လူဒုစရအတင်းတို့ကမှနိမုန်းတဲ့လူပုဂ္ဂိုလ်တွေဘောမှာတော့မျောလင်းခြင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကယေရှုနောက်ကိုလိုက်ပြီးတော့စုဝေးတယ်လို့အဲမှာခုနကယာဣရုဆိုတဲ့အမျိုးသားကပါသွားတယ်နော်ယာဣရုဆိုတဲ့အမျိုးသားသူကဘာလဲတမန်ကျမ်းစာထဲမှာပေါ်ပြတာတရားစရက်မှုနော်တရားစရက်မှုဘွာလောအပူစီအမိပါတယ်လူကုန်ခံအတန်းဝိုင်းထဲမှာသူကကြီးပြင်းလာတယ်ပညာတတ်အတန်းဝိုင်းထဲမှာသူကြီးပြင်းလာတယ်ငွေကြီးပစ္စည်းဥစ္စာလည်းရှိတယ်ဆိုသူလည်းအဲ့ဒီလူကြားထဲမှာကပါလာယာယီကပါလာဆိုကျွန်တော်ပြောရင်တဲ့အရာကဒီနေ့ပညာတတ်တဲ့လူတွေမှာလည်းတရားဖယားလူပဲပညာနွမ်းပါတဲ့လူမတတ်တဲ့လူလည်းဖယားလူပါတာပဲဖယားကမရှိတော့မဖြစ်ဘူးရှိရမယ်ပါရမယ်ဆိုအခုလိုမျိုးမြောက်များစွာတဲ့ရှင်ရင်သားနဲ့ပညာမတတ်တဲ့လူတွေစုဝေးတဲ့နေရာမှာရှားရုပ်တဲ့ငွေကြီးကျွေဝမှာဘာသာဝင်ဆက်တဲ့လူတွေနဲ့ပြရပါဆိုရှိရင်လေသခင်ယေရှုခရစ်တော်ထံတော်သူကရောက်လာတယ်။ဒါကြောင့်မို့ဒီနေ့ချစ်တော်မိဘညီကိုပေါ်မှာကျွန်တော်တို့ဘလောက်ပညာတတ်နော်ကျွန်တော်တို့ဘလောက်ပစ္စည်းဥစ္စာကျွေဝချမ်းသာဘဝမှာကျွန်တော်ပြဿနာကြုံရမယ်ဆိုလို့ရှိရင်
အရင်ဦးဆုံးအနေနဲ့လူတွေစီကိုမသွားပါနဲ့ဘုရားထံမှာတိုက်ရိုက်သွားစကားပြောကြည့်ဖို့ပြောကြည့်တယ်ကဖះနဲ့ပြောကြည့်ပါအရင်ဖះကဘယ်လိုမျိုးအဖြစ်ပြန်ပြီးလို့ဆိုတဲ့အရာဆိုတော့ခေရှုခရစ်တော်တဲ့ဘုနကယာယီတို့လည်းရောက်လာတခါတည်းဖာရိရှင်လည်းရောက်လာပါပဲမိကိုဒီကဲသို့သောပုဂ္ဂိုလ်ရောက်လာမှာပဲခရစ်တဲ့ညုသားယုတကဲ့သို့တထေးတွေလည်းလာမှာပဲအမျိုးမျိုးသူတို့လာယာယီတို့ရောက်လာတယ်ကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာတမန်ကျမ်းစာထဲမှာယာယီတို့ရောက်လာတယ်ယာယီတို့ဘာဖြစ်လို့သခင်ယေရှုခရစ်တော်ထံကိုရောက်သွားသလဲဆိုတဲ့အရာကျွန်တော်ပြန်စဉ်းစားမယ်နော်ဘာဖြစ်လို့ရောက်သွားသလဲခုနောက်မှာသူ့ရဲ့သမီးငယ်ကသေတော့မယ်သေလူမျောပါယောဂကတော့ခံစားနေသေတော့မယ်လောကရဲ့ခုံးစံရလောကရဲ့ကုထုံနည်းနဲ့ယာယီတို့ကုတယ်ရှာဝန်တမားတော်ဘာညာအကုန်လုံးပေါ့နော်အစုံတော့ကုတယ်ဒါပေမဲ့မရဘူးလက်လို့ရတော့မယ်မတတ်နိုင်တော့ဘူးလို့ဆရာတွေကပြောလိုက်တယ်သူ့သမီးသေတော့မယ်ဆိုတော့ယာဤရုရဲ့နှလုံးသားထဲမှာဘယ်လိုခံစားရမလဲဆိုတာကျွန်တော်တို့မိဘတယောက်အနေနဲ့ကျွန်တော်တို့ဝင်ရောက်ပြီးတော့မှခံစားကြည့်ပြလိုက်နော်ကိုယ့်ရဲ့သားသမီးတွေဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့ခံစားရမလဲနော်ဆိုတော့ယာယီရုလောက်ခက်ပြီးလောကရဲ့ကုထုံးနေတယ်သူလောက်ခက်ပြီးအကုန်လုံးသူလောက်ခက်ပြီးမရဘူးမရဘူးတော့ဆုံးတော့သူ့မှာအကြံကုန်ကလုံးစားခြင်းအနေနဲ့သခင်ခရစ်တော်တဲ့သူရောက်လာယုံကြည်အားကိုးပြီးတော့သူရောက်လာသူလာခဲ့တယ်ဒီနေ့ကျွန်တော်ယုံကြည်သူခရစ်ယာန်မှာအယောက်စီတိုင်းကျွန်တော်ငွေကြေးဘယ်လောက်ချမ်းသာနော်အဲ့ဒီလိုမျိုးဖြစ်ခဲ့တဲ့ဆိုရင်ကျွန်တော်ကုမှာပဲလေဟုတ်လားကုမှာပဲမပြောက်ဘူးဖယားမပိုင်ဘလုံးမိနေမှာအဆင်မပြေဘူးဘလို့ပဲကုပြောက်မှာမဟုတ်ဆိုကျွန်တော်ငွေကြီးဥစ္စာဘလောက်ပဲရှိဘလောက်ပဲချမ်းသာကျွန်တော်တို့ပတ်စံနဲ့မတ်နိုင်တဲ့မိနစ်ကိုရောက်ရှိလာမှာပဲနော်ပတ်စံနဲ့မတတ်နိုင်တဲ့မိနစ်ရောက်ရှိလာတယ်ကျွန်တော်တို့စီနော်ကျွန်တော်တို့တတ်ထားတဲ့ပညာနဲ့ဘာမှလုပ်လို့မရတဲ့မိနစ်လဲကျွန်တော်တို့ထဲရောက်ရှိလာကောင်းရောက်ရှိလာနိုင်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ယုံကြည်သူအရောက်ရှိတယ်ကျွန်တော်သူ့စီကိုတွားမလဲဆိုတဲ့အရာကျန်နော်ဘာမှမနိုင်တော့ဘာမှမတတ်နိုင်တော့ဆိုအဲ့ဒီအချိန်မှာကျွန်တော်တို့ကသူ့စီတွားမလဲကျွန်တော်ဖျားစီမှာပဲကျွန်တော်တွားတော့ကိုယ်အနေနဲ့မဖြစ်ရှင်းနဲ့နော်ဇာတိနဲ့မဖြစ်ရှင်းနဲ့ကဲယာယီလူကခဏကတခင်ရှုခရစ်တော်တဲ့ကိုသူရောက်လာပြီရှောက်လာပြီးတဲ့အခါမှာယာယီဘာလုပ်လဲဆိုတော့ပြန်ဝတ်တယ်တဲ့ကျမ်းစာထဲမှာသူပြန်ဝတ်ပြီးတော့မှတခင်ရှုခရစ်တော်ကိုသူကတောင်းမယ်ပြန်ဝတ်တယ်ဘူကျုံနေမယ်အသက်တာကျွန်တော်တို့တစ်ချက်ပြန်ကြည့်မယ်ဘူကျုံနေမယ်ဟာလေရှိတိကိုသူကရောက်တော့မှသွားပြီးတော့မှသူကဆွတ်တောင်းခံခြင်းနဲ့သူစိတ်ထဲမှာပေါ့ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကမတန့်ရှင်းတော့ဘူးနော်မတန့်ရှင်းဘူးဆိုသူကြားထားတဲ့သတင်းကတော့ prophet ကြီးတစ်ပါးရှိတယ်အဲ့ဒီ prophet ကြီးကတော့ဘယ်အရာမှဆိုသူလုံနိုင်တယ်ဆိုတဲ့အရာသူကသတင်းကြားထားတယ်ဆိုတော့ဘူကျုံနေမကအဲ့ဒီရှုတိကိုသူကသွားပြီးတော့မှဆွတောင်းပြန်နေတယ်သူစိတ်ထဲမှာကတော့ prophet ကထားပြီးဆွတောင်းပြီးမယ်ပေါ့သူစိတ်ထဲမှာထင်တာဘူကျုံနေမယ်ကနော်ထင်တာ
ဆိုတော့သူကရှုတိကိုသူရှောက်သွားတဲ့အခါမှာခုနကဘရောဖတ်ကအိမ်ထဲတော့မထွက်ဘူးအိမ်ထဲမှာပဲရှိတယ်နော်အဲ့ဒီအခါမှာဘုရုံနေမယ်ကဘာဖြစ်သွားတယ်ဇာတိနော်ကျွန်တော်ဇာတိနဲ့ပြောနေတာသူ့ရဲ့ဇာတိတဘောနဲ့ကျွန်တော်ပြောပြတယ်ဘုရုံနေမယ်စိတ်ဆိုးတယ်အရင်ကစိတ်ဆိုးတယ်ငါဘုရုံဘာဖြစ်တယ်တော့မှဒီဘရောဖက်ကဘာဖြစ်လို့ဒါသူ့ဖြစ်တယ်လေသူစိတ်ဆိုးတယ်ဘရောဖက်ကဟိုးအထက်ကနေသူလည်းပြောလိုက်တယ်သွားနော်သွားဟိုကြော်တယ်မိတယ်မှာမိဖုန်းလိုက်ချိန်နိခဲနိဘုရုံနေမယ်စိတ်ဆိုးတယ်လူရဲ့ဇာတိရဲ့ဘုံတော့ကျွန်တော်ပြန်နေလိုက်ကမှာသူစိတ်ဆိုးတယ်မသွားနိုင်ဘူးကွာဘာဖြစ်လို့သွားမလဲနော်ငါဘူချုပ်ဆိုတော့ငါဘူချုပ်လို့ပြောလိုက်တဲ့ကမှာအဲ့ဒီအချက်မှာကဘာကိုကျွန်တော်တွေ့ရလဲဆိုတော့မာနကိုတွေ့ရတယ်မာနဆိုတာကောင်းတဲ့အရာမဟုတ်ဘူးနော်ဖြူသားတွေကိုဖြစ်စီတဲ့အရာမာနကဝင်လာပြီငါဘူချုပ်ပဲကွာဘာဖြစ်လို့ငါသွားနေရမလဲတလောက်ညီပတ်ပြစ်နေတဲ့ကြော်တယ်ဘာဖြစ်စရာလားဟုတ်လားငါရဲ့တိုင်းဒီမှာချက်သက်ရှင်နေပြီအများကြီးရှိတယ်နော်ငါပြက်လိမှာပေါ့ဘာဖြစ်လို့ဒီစက်ပြတ်တတ်နေတဲ့မိမှာငါနေရမှာလေသူစိတ်ဆိုးတယ်ကိုကျုပ်နေမယ်အဲ့ဒီအချိန်မှာမနက်ကဝင်သွားပြီမကောင်းပါဘူးအဲ့ဒီအရာဆိုတဲ့အခါမှာကျွန်တော်တို့အဲ့ဒီမာနကြောင့်ကျမ်းမာခြင်းရဆိုရင်ဘဝအောင်ခြင်းဘဝတဲ့ခြင်းရဲ့ဝိညာဉ်ရှိတတ်တဲ့အရာဖြစ်တယ်ကျွန်တော်တို့နှလုံးထဲမှာအဲ့ဒီမာနလေးကိုကျွန်တော်တို့ကသွားပြီးတော့မှစိုးမိုးခိုင်းနေဆိုလို့ရှိရင်တဲ့နော်ကျွန်တော်တို့ရဲ့ကျမ်းမာခြင်းနော်နောက်တစ်ချက်ကျွန်တော်တို့ရဲ့ဘဝအောင်မြင်ခြင်းနောက်တစ်ချက်ကကျွန်တော်တို့ဘဝတိုးတက်ခြင်းနဲ့ဝိညာဉ်ရေးရကိုစီးတားနေတဲ့အရာမျိုးဖြစ်သွားတယ်အဲ့ဒီမာနကိုကျွန်တော်ရဲ့နှလုံးသားထဲမှာသွားပြီးတော့စိုးမိုးခိုင်းနေဆိုရင်ဆိုတော့ယာယီရဲ့အသက်တာကျွန်တော်တို့ပြန်သွားမယ်နော်ဆိုတော့ယာယီတို့ကသူ့ရဲ့ဘဝမှာမျောလင်းချက်ကလောကမဲ့သွားပြီဟုတ်လားမရတော့လေသူခုခဲ့ပြီးလောကကုထုံးနေသူခဲ့မရဘူးသူ့ရဲ့သမီးလေးသိတော့မယ်မျောလင်းချက်လုံးဝကိုမဲ့သွားပြီသူအင်မတန်သိချရတဲ့သူ့သမီးလေးကသိတော့မယ်ဘယ်လူသားမှမတက်ဆွမ်းနိုင်တဲ့အချိန်မှာသူပဲအားကိုးလဲဆိုတော့သူယေရှုခရစ်တော်ကပြန်လာဟုတ်လားသူဒီလိုမျိုးမနေဘူးသူပြန်လာတယ်တခင်ရှုခရစ်တော်သူတည်ကြားရတဲ့အနာရောဂါငြိမ်းလေတည်တဲ့ပြန်ထတယ်ပါညာအကုန်လုံးကသူကြားရပြီဆိုအဲ့ဒီလိုမျိုးသူကကြားရတဲ့ကမှာမျိုးလိချစ်ကြီးစွာနဲ့နော်သူလာတယ်မျိုးလိချစ်ကြီးစွာနဲ့သူတခင်ရှုခရစ်တော်ကိုလာအင်မတန်ကြီးမားတဲ့မျိုးလိချက်တော့ဟုတ်အကြီးကြီးကိုသူကမျိုးလိလာတာဘာဖြစ်လို့သူ့ရဲ့သမီးသေရင်းရှိနေလဲကြုံနေရတော့ကြီးကြီးသူကမျိုးလိထားတာဆိုတော့သူချီလုံးမှာသူပြုတ်ခုပြီးတော့မှသူပြောလိုက်တဲ့စကားကဘာလဲဆိုတော့အကျွန်ုပ်ဤသမီးငယ်ဘေလူပါပြီသို့တော်လည်းကိုတော်ကြီးတဲ့ကြွလာပြီးတော့မှသူ့ကိုကယ်တယ်ခုရဲ့သူ့ကိုလက်တည်းသူကျမ်းမာမယ်သူအသက်ရှင်မယ်နော်ဆိုတော့ကျွန်တော်ယုံကြည်တယ်ရိုးရိုးလေးပဲနော်ဒါပေမဲ့အင်မတန်နဲ့ဆိုင်မှာရိုးရိုးလေးနဲ့နဲ့ဆိုင်သူရဲ့ယုံကြည်ခြင်းအင်မတန်နဲ့ဆိုင်ဆိုတော့ယာယီလူရဲ့ယုံကြည်ခြင်းအင်မတန်မှကြီးမားတယ်နော်လာတဲ့ခီးလေးကချောင်းပြားနဲ့ကုတ်ပြိမဟုတ်ဘူးအဝေးသွားတာဟုတ်လားအဝေးသွားတာသူရဲ့မာနနဲ့သူရဲ့ဂုဏ်သိက္ခာတွေသခင်ခရစ်တော်ရဲ့ရှိမှလုံးလုံးလည်းအကုန်ချပြစ်ပြီးတော့မှသူသခင်ခရစ်တော်တောင်းမယ်လေပြတ်ဝတ်တယ်နော်မာနမရှိဘူးပြောချင်တာနော်မာနမရှိဘူးသူတောင်းမယ်တောင်းမယ်ကတော့မှယူပြီးမဟုတ်
ပြောင်းတိုင်းချုပ်ငွေကြီးဥစ္စာလူကုန်တယ်နေမှာဆိုလို့ရှိရင်ကဲတခင်ရှုနော်ကျွန်တော်သမီးသေးတော့မယ်ဆူတောင်းပေးပါဟုတ်လားရှိကောင်းရှိနိုင်တယ်နော်ကျွန်တော်ငွေကြီးပစ္စည်းဥစ္စာရှိတယ်ရှိကောင်းရှိနိုင်တယ်အဲ့ဒီလိုမျိုးစကားတဲ့လေးတဲ့လေးဟုတ်လားဟာရှာလောက်ပါဦးကွာလို့ကျွန်တော်သမီးသေးတော့မယ်လို့ဆူတောင်းမြန်လို့ဟုတ်လားရှိမယ်ရှိကောင်းရှိနိုင်တယ်နော်ဆိုတော့အမိတ်အာနာတဲ့ဒီကခင်ခရစ်တော်တို့ပြောတာပေါ့အမိတ်အာနာတဲ့တစ်ချက်မှမပါသူတောင်းမယ်လေညာဆိုတာသူတောင်းမယ်လေဆိုတဲ့ကမှခင်ရှုခရစ်တော်လိုက်သူသဘောတူသွားတယ်သဘောတူတယ်ယာယီသခင်ရဲ့ယုံကြည်ခြင်းကိုတခင်ခရစ်တော်မြင်လိုက်တဲ့အခါမှာလုံးဝယာယီနောက်သူလိုက်သွားမယ်ဆိုတော့အဲ့ဒီလိုလူညာကြီးကြားထဲမှာကွာမဲ့စေစေနော်တွားမဲ့စေစေမှာ7 နှစ်တာကာလပတ်လုံးသွင်းသွန်းတာဆွေးနေတယ်ဒီကောင်မလေးတယောက်ကမိန်းမကတခင်ခရစ်တော်ရဲ့ဘဝလေးပတ်ထိလိုက်တော့သိတယ်လေနော်ဆိုအဲ့ဒီကိစ္စကိုလည်းတခင်ခရစ်တော်ကဖြေရှင်းရသေးတယ်ယာယီတို့တမီးနဲ့သေတော့မယ်ဘုရားဟုတ်လားသေမဲ့ဂျာတိမှာမဟုတ်ကောင်မလေးတယောက်လည်းကိစ္စကိုဖြေရှင်းရသေးတယ်ဆိုအဲ့ဒီအချိန်မှာသေနေကြလို့ဆိုရင်ဘယ်လိုမျိုးဖြစ်သွားမလဲကျွန်တော်တို့စိတ်ထဲမှာအာကွာဒီခရစ်တော်တယောက်ကလေဟိုမှာငါတမီးသေတော့မယ်ဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်စိတ်ထဲမှာနေပြိုးကောင်းပြိုးမှာပဲငါတမီးမှာသေတော့မယ်ဒီမှာလည်းတမျိုးသခင်ခရစ်တော်ဘယ်လိုလဲဆိုတော့ပြောကောင်းပြောလိုက်မယ်တိုင်မဲ့ယာယီစိတ်မှာဘာမှမရှိဘူးဟုတ်လားသူယုံတာကိုနှစ်ဆိုင်သောယုံကြည်ခြင်းနော်သူယုံကြည်ပြီးသားယုံကြည်ပြီးသားသူယုံတဲ့အရာကပါသခင်ယေရှုခရစ်တော်လှုပ်ဆောင်တဲ့အရာတိုင်းဟာ right time နောက်ကျစေဆိုတာမရှိဘူးလုံးဝနောက်ကျတယ်ဆိုတာမရှိဘူး right အချိန်မဲ့ကွတိကိုဆောက်သွားတာသူသိဘာမှမဖြစ်ဘူးလေသူစိတ်ထဲမှာယာယီခေါင်းထဲလုံးဝမဖြစ်ဘူးလေမတ်9:35 43ကျွန်တော်ပြန်ဖတ်မှဆိုတွေ့ရတယ်နံပါတ်2ကျွန်တော်ဆက်သွားမယ်နောက်ဆုံးကျွန်တော်နှစ်ချက်ပဲကျွန်တော်ပိုင်းရတယ်နံပါတ်2ယာယီတို့ရဲ့မျော်လင့်ခြင်းကြောင့်နော်သူသမီးကတော့တည်တော့မယ်ဒါပေမဲ့အခုဒုတိယတစ်ပိုင်းမှာကယာယီတို့ရဲ့မျော်လင့်ခြင်းကြောင့်အဲ့ဒီလိုသခင်ယေရှုခရစ်တော်ကသွင်းသွန်းလာဆွဲတဲ့အမျိုးသမီးကိုသူကျမ်းမာခြင်းခွင့်ပေးပြီးတဲ့နောက်မှာသွားတော့မယ်တော့မဲ့ဆဲဆဲပေါ့နော်ယာယီတို့ရဲ့အိမ်ကလူကရောက်လာနော်ရောက်လာပြီးတော့မှဘာပြောလဲဆိုတော့ဒီဆရာကိုမနှောက်ယှက်တော့နဲ့နော်ပြောချင်တာသခင်ခရစ်တော်ကိုမနှောက်ယှက်တော့နဲ့ချက်သမီးကသိသွားပြီလေဟိုကျွန်တော်တို့အဲ့ဒီလိုမျိုးတူတယောက်တော့သူကျွန်တော်တို့ကိုအဲ့ဒီလိုမျိုးလာပြောခဲ့တယ်ဆိုကျွန်တော်ဘယ်လိုမျိုးခံစားနော်ဘယ်လိုမျိုးခံစားကျွန်တော်10နှစ်သားအမှုဆုံးတော့ကကျွန်တော်ခုပိတ်လိုက်တော့တိတ်အမြိုင်နားလေဒါပေမဲ့အရင်ခံစားဒါတော့မှ10နှစ်သားပဲရှိသေးတယ်ဆိုတော့ယာယီတို့ကဖတ်ခင်တယောက်ဖြစ်နေတယ်သူရဲ့အမီးလေးသေသွားပြီးတော့သူ့အိမ်ကလူကသူ့ကိုလာပြလိုက်တဲ့ကမှာသူအင်မတန်ကြည်ခွဲဝန်းနေမှာပဲဟုတ်လားလုံးဝပျောက်ဆုံးသွားပြီသူမျောနေထားတဲ့အရာကိုလုံးဝပျောက်သွားပြီမဖြစ်လာနိုင်ဘူးဆရာအကြောင်းပါတစ်ခုမှမရှိတော့ဘူးသေသွားပြီဟိုမှာဆိုတဲ့ကမှာမျောနေခြင်းနဲ့အသက်ရှင်နေတဲ့ဒီယာအသေးကြီးလို့သူ့အိမ်ကလူကလာပြောလိုက်တဲ့ကမှာသူစိတ်ဓာတ်ကျပြီးတော့မျောနေချက်ကင်းမဲ့သွားမှာပါဝိုင်းနေမှုတွေလုံးဖွင့်လိုက်တဲ့နှလုံးသားထဲကိုရောက်လာမှာဒါပေမဲ့သခင်ယေရှုခရစ်တော်ကသူ့ကိုပြောလိုက်တဲ့စကားကဘာလဲဆိုအဲ့ဒီသခင်ခရစ်တော်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်ယာဣရုကသူ့ရဲ့မျော်လင့်ခြင်းရောက်တစ်ဖက်သူ
သူထပ်ပြီးမှပြင်ရသွားယာယီလူခင်ခင်ခရစ်တော်ယာယီလူဘာပြန်ပြောလိုက်လေဆိုတော့မကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုတည်းသာရှိတယ်လို့သခင်ခရစ်တော်ကယာယီလူအမိန့်နဲ့ပြောလိုက်မင်းဘာမှကြောက်စရာမလိုဘူးပူဆွေးစရာမလိုဘူးဝယ်နေစရာမလိုဘူးဟုတ်လားဒါပေမဲ့ယုံကြည်ခြင်းတစ်ခုတော့မင်းရှိရမယ်ရှင်းလေးပဲဒီကနေ့ကျွန်တော်အခြေအနေရအရင်ဆူရင်ရတယ်ဟုတ်လားချောင်းချောင်းမှလည်းဆူကြောက်ရတာပဲတခါတည်းကျွန်တော်ဆရာတော်ကျွန်တော်ဖုန်းဆက်ဆရာကျော်ကြီးအေးရှိတရာအခြေအနေအစ်စီပဲတော့တော့တာတေဘောလူဘောမနုမတာသူကတော့အစ်စီပြောတယ်ကိုကဘူးစလောင်းဘူးပြလေမကျွန်တော်ရမ်းစိတ်ကူတယ်ဘူးတရာလို့စိတ်ကူကိုကမဘူးစလောင်းကကူတယ်ကျွန်တော်အမြဲတမ်းတော့ကူတယ်ကြုံလူကဆိုလေဒါပေမဲ့ကိုကပူတာပြီသူတို့က easy ဖိတော့မပူ easy ပဲဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တာဒီကနေ့ကျွန်တော်အင်မတန်မှပူပင်နေတဲ့ဒီအချိန်ဒီနိုင်မှာကျွန်တော်ကပူမြရတယ်ဟုတ်လားဘယ်တော့ဖြစ်မလဲဘာဖြစ်မလဲညာဖြစ်မကျွန်တော်ပူမြရစားဖို့တောက်ဖို့လားနေဖို့ထိုင်ဖို့လားတော့ပုံဘူးရှောင်းဘူးလားအများကြီးကိစ္စတွေအများကြီးကျွန်တော်ပူပင်နေရတယ်သို့တော်တဲ့ကျွန်တော်တို့ကူးဝင်နေတာဘုသူ့ကိုကူးဝင်နေလေအသက်ရှင်နေပြောင်းကျွန်တော်ကူးဝင်နေဘုစခီမဘူးအသက်ရှင်နေပြောင်းကျွန်တော်ကကူးဝင်နေတမိကစားလဲပြီးပါဘာကစားရလဲတမိကစားလဲဒီကစားလဲအမှုရှင်နေပြောင်းကျွန်တော်ကူးဝင်နေလားရှင်နေပြောင်းကူးဝင်နေအချက်ကြောင့်လို့တဲ့ရိုင်းလူကလည်းခုနကသူသွားခဲ့တယ်လောကစည်းရဲစီကိုနေတာယေရှုစီဖယားစီကိုဒီပေါ်သူသွားနေတာယာယီလူမျိုးလင်းချင်းကြောင့်ကြီးလေးမှတ်ဖက်ပြန်ပြီးတော့မှပွင့်လင်းလာဆိုအဲ့ဒီအချိန်မှာစိတ်တိုက်ကြနေတဲ့ယာယီခွန်အားတွေပြစ်လာတယ်ပေတရုယာကုပ်ယောဟန်ယာယီလူပြီးတော့သခင်ခရစ်တော်သူတို့သွားတယ်ယာယီလူအိမ်ရောက်တဲ့အခါမှာငါကျမ်းစာထဲမှာဖော်ပြတာပူဆွေးဝမ်းမြောက်မှုငိုကြွေးတဲ့ဆုံညာတယ်ဟုတ်လားငိုရဲတဲ့ကြိမ်ပြခွခွဆိုတဲ့ယေရှုခရစ်တော်ရောက်တဲ့အခါမှာငိုနဲ့အိမ်သူအိမ်သားတွေကိုတခင်ခရစ်တော်ကပြောလိုက်ငိုနဲ့သူအိမ်နေတာအဲ့ဒီအချိန်မှာငိုနေတဲ့လူတွေကဟလာယာယီလူကိုကြည့်ပြီးတော့နင်ခေါ်တဲ့လူကရှိနော်ခုနကငိုကြွေးနေတဲ့လူတော့သခင်ခရစ်တော်ကပြောလိုက်တာကသူအိမ်နေတာမင်းတို့ငိုနေသူတို့အိမ်နေတာသူ့အိမ်ကလူတွေကသခင်ခရစ်တော်ကိုပြန်ပြောလိုက်တာကယာယီလူနင်ခေါ်လာတဲ့လူကရှိနေတာလူသိနော်လူသားတွေသိနေတာနဲ့ရှင်နေတာနဲ့မခွဲတတ်ဘူးလားဒီနော်ပြောရလိုက်တယ်နော်စကားမင်းခေါ်လာတဲ့ဆရာကတော့မာပါပြီယာယီမင်းဆရာတင်တဲ့လူကတော့မာပါပြီသေတာနဲ့အဲ့ဒါတော့မသိတဲ့ဟာကြီးကိုမင်းဘာဖြစ်လို့ခေါ်လာလဲအဲ့ဒီအချိန်မှာတဲ့ကျမ်းစာထဲမှာဖော်ပြတယ်ခရစ်တော်ဘောဓာတယ်မင်းတို့တယောက်မကျအကုန်ထွက်သခင်ခရစ်တော်ထွက်တယ်တယောက်မနေနဲ့ဘလို့ကုန်ထွက်နော်မယုံကြည်တဲ့လူတွေကိုသခင်ခရစ်တော်ထွက်တိုင်းတာမောင်းထွက်တာနော်သခင်ခရစ်တော်ဘောဓာထွက်တယ်မယုံတဲ့လူတွေသခင်ခရစ်တော်ကကြီးတဲ့လူကိုသခင်ခရစ်တော်မယုံကြည်တဲ့လူတွေရှိနေစေခြင်း
ဟုတ်လားဘာဖြစ်လို့ तू ပြုတ်တော့မယ်ဒီကတူရောက်ခွင့်မယူတော့ဘာရှိလို့လဲ तू အကုန်ထွက် तू မောင်းထွက်တယ်အင်ဂျင်နဲ့နော်လောင်ပြောင်နေတခင်ခရစ်တော်အဲ့ဒီလူတွေကနော်ဆိုအဲ့ဒီအချိန်မှာတဲ့ပေတရုရဲ့ယာကုပ်ရဲ့ယောဟန်ရဲ့ယာယေရဲ့သူရဲ့ဇနီးရဲ့တခင်ခရစ်တော်ဝင်သွားတယ်တကားပိတ်လိုက်တယ်ဆိုမိန်းကလေးလက်ကိုသူကန်လိုက်တယ်ခရစ်တော်ကတလိတခုမိနော်သူပြောလိုက်တဲ့အရာမိန်းကလေးရဲ့ထတော့ဒိတ်ပဲဆိုအဲ့ဒီအချိန်မှာတဲ့အဲ့ဒီတည်သွားတဲ့အမျိုးသမီးကထလာနော်သူထတယ်ပြီးရင်တဲ့သူသွားတယ်ကျမ်းစာထဲမှာသူသွားတယ်သွားပြီးလို့ရှိရင်သခင်ခရစ်တော်ကဘာထပြောလို့ဆိုအစာကျွေးလိုက်ပါနော်အဓိပ္ပာယ်ရှိရင်တော့ဆိုရိုးရိုးတွေးမဲ့ဆိုရင်တကယ်တော့တက်ကင်နဲ့အဲတမီးငယ်မင်းထားတော့ကောင်မလေးကထားတယ်သွားတယ်ပြီးအစာကျွေးခိုင်းတယ်ပြီးပေါ့ဒါကျွန်တော်ရိုးရိုးတွေးမဲ့ဆိုရင်ဒါပေမဲ့ခင်ခရစ်တော်ပြောလိုက်တဲ့အရာကထားပြီးရင်သွားတယ်အစာကျွေးခိုင်းတယ်မိကုံချုပ်အနေနဲ့ကျွန်တော်ပြောချင်တာကပါလေဒီကနေ့ယာယီလူသမီးကဲတို့အသက်မတည်တော့လေဝိညာဉ်အသက်တည်နေတဲ့သူများဖြစ်ခဲ့ရင်ကျွန်တော်တို့အသက်တာဖြစ်ခဲ့ရင်ပေါ့ဒီနေ့သခင်ခရစ်တော်ကဒီကနေ့ကျွန်တော်တို့ကိုမြေနဲ့လက်ခံတာကြိုးစိုးတယ်သခင်ခရစ်တော်ကဥပမပေးထားတယ်နော်သွားပြီးတော့ကျွန်တော်တို့ကကင်လိုက်ရုံပဲသူကအမြဲတမ်းပေးထားပြီးသားထားငါပြောနေတယ်ဒီကနေ့ကျွန်တော်တို့အသင်းတော်တွေကျွန်တော်တို့တပြည့်တော်စုတွေဝိညာဉ်အသက်မရှင်တဲ့ပုံတွေအများကြီးရှိပါတယ်ဟုတ်လားရှိတယ်အများကြီးရှိတယ်ဒါပေမဲ့သခင်ခရစ်တော်ကဒီကနေ့ကျွန်တော်တို့ကိုပြောထားတယ်ဆိုတော့ထတော့တရားကနေကျွန်တော်တို့ကဆိုရင်လည်းကျွန်တော်အတော်လေးတပိတော်လေးတို့နိုးထခိုင်းနေတာဟုတ်လားကြွနေတယ်သိနေတဲ့အသင်းတော်လေးတပိတော်ဆိုလို့မဖြစ်စေချင်ဘူးဝိညာဉ်အသက်မရှင်တဲ့ပုံကိုယ်တွေဘုရားကမဖြစ်စေချင်ဘူးဒါကြောင့်အသက်ရှင်တော်သူဖြစ်လို့နော်မိမငယ်လေးကဝိညာဉ်အသက်ကတည်ပြီးဒါပေမဲ့ဖခင်ကပြန်ပြီးတော့သွင်းပေးသလိုဒီကနေ့ကျွန်တော်တို့ရဲ့အသက်ဝိညာဉ်ကိုလည်းဖခင်ကပြန်သွင်းပေးခြင်းလေအဲ့ဒီလိုအသက်ပြန်သွင်းပေးဖို့အတွက်လေယာယီလူကဲ့သို့ယုံကြည်ခြင်းရှိတော်သူအခင်တရားရှိဖို့တော့လို့ဖခင်မျက်မှောက်တော်တွေကိုကျွန်တော်တူးဝင်ပြဖခင်စိတ်ဓာတ်ရှိတော်သူတွေလည်းဖြစ်ဖို့လို့တချို့ကတော့မိဘတွေကတော့ရှိတယ်ဘုရားလေဖုံမူလေဟလားသမီးလေးတွားတာလီတွားနော်အမေဖေတော့လှုပ်ရှင်ရလောက်ဟိုနောက်မှာဟလားရှိတယ်မဖြစ်ပါစေနဲ့အဲ့ဒီညာဒါကြောင့်ဒီသမီးငယ်လေးရဲ့အသက်တာသခင်ရှုအသက်ပြန်သွင်းပြီးလိုက်တဲ့အခါမှာခလေးမလေးကကျွန်တော်ပါပြန်လဲဆိုထသွားထတယ်ပြီးသူလမ်းသွားတယ်ပြီးအစာကျွေးလိုက်တဲ့ပြောချင်တာကဘာလဲဆိုခန္ဓာရှိနေတဲ့လူတွေနော်ကျွန်တော်တို့လူသားတွေကိုအစာမစားဘဲနဲ့နေကြည့်လိုက်သဘောတရားဟုတ်လား3-5ရက်လောက်နေကြည့်လိုက်ဘယ်လိုမျိုးဖြစ်သွားမလဲခန္ဓာအမနေဘူးလားနေသွားမယ်အဲ့ဒီလိုခန္ဓာအားရှိနေတဲ့လူတွေကိုကျွန်တော်ကအစာပွားပြီးတော့ကျွေးသလိုတဲ့ဝိညာဉ်အစာအားနေနေတဲ့ကျွန်တော်တို့ယုံကြည်သူတွေလည်းအများကြီးရှိအဲ့ဒီလူတွေလည်းကျွန်တော်ဝိညာဉ်အစာကျွေးဖို့လိုပါတယ်နော်နောက်ဆုံးအနေနဲ့ကျွန်တော်လောကမှာဘဝဒုက္ခပြဿနာဆင်းရဲကြက်တဲမှုတွေကျွန်တော်တို့ဘယ်လိုပဲကြုံရပေါ့နော်
ခုနကဒီရှင်မကုခန်းကြီးငှားထဲမှာအဓိကမဲတခင်ခရစ်တော်ကျွန်တော်အရောက်စီတိုင်းကိုပြောရတဲ့စကားလုံးလေးတစ်လုံးကမကြောက်နဲ့ယုံကြည်ခြင်းစိတ်တစ်ခုတည်းကရှိစီလို့ဆိုတဲ့အရာလေးကိုဒီနေ့နေ့လည်းမှကျွန်တော်ခွန်အားပေးပြီးတော့မှဒီကုံချုပ်ချင်ပါလေလို့အကြမ်းလာတဲ့ပြောစီတိုင်းဖြတ်ပြီးကောင်းချီးပေးပါစေလို့ဒါဆို